ဂါဇာကတလိဆန်ယုံပိုင်ရှင်တွေရဲ့လူမဆန်မှုကြောင့်ဒီကလေးငယ်ဟာအရှင်လက်လက်ချင်းသိစားတာကိုခံခဲ့ရတယ်။ဂါဇာဟာပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံရဲ့ကြားမှာရှိတဲ့စစ်ပွဲတွေများစွာဖြစ်ပွားရာမြို့တစ်မြို့ဖြစ်ပြီးတော့စစ်ရှောင်ဒုက္ခတွေပေါင်း 1.3 မီလီယံလောက်ထိရှိနေတဲ့နေရာတစ်ခုပါ။ဟာမတ်စ်အဖွဲ့အစည်းရဲ့လက်အောက်မှာထိန်းချုပ်ခံထားရပြီးတော့ဒီမြို့မှာလက်ရှိရှိနေကြတဲ့သူတွေရဲ့ဒုက္ခတွေကတော့စာဖွဲလို့မကုန်မခန်းနိုင်အောင်ပါပဲ။စစ်ပွဲတွေရဲ့ဆိုးကျိုးကြောင့်လက်တလုံးမှာဆိုရင်ဂါဇာမှာရှိနေကြတဲ့သူတွေရဲ့ဘဝဟာရေလျှက်စစ်မီစေဝါအစရှိတဲ့ထောက်ပံ့မှုတွေကအင်မတန်လိုအပ်နေကြရပါတယ်။ဂါဇာမှာလူဖြစ်ရတဲ့ဒုက္ခကမသေးသလိုတိရစ္ဆာန်ဖြစ်ရတဲ့ဒုက္ခကလည်းပုံမှုဆိုးရွားနေပါတယ်။ဂါဇာမှာရှိနေကြတဲ့တိရစ္ဆာန်ယုံတွေကတိရစ္ဆာန်လေးတွေဟာလုံလောက်တဲ့အစာရည်သာစေဝါကုသမှုတွေဘာဆိုဘာမှရှိမနေတာကြောင့်အရှင်လက်လက်ငရဲကျနေတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်မို့လဲကျွန်တော်အခုပြောပြမယ်ကြောက်စရာကိစ္စရက်တွေကဂါဇာကတိရစ္ဆာန်ယုံတစ်ခုမှအမှန်တကယ်ကိုဖြစ်ပွားခဲ့ပါတယ်။ဆိုတော့ဒီအကြောင်းကိုပြည့်ပြည့်စုံစုံသိရဖို့တော့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြရအောင်ပါ။တစက်တင်မှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကအနာဒိမန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့ပြတော့အမြဲတမ်းလိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ကဲအစင်းဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။ဂါဇာရဲ့တောင်ပိုင်းကကွန်နျူလိုအမည်ရတဲ့မြို့ငယ်လေးတစ်ခုမှာတိရစ္ဆာန်ယုံအသေးစားလေးတစ်ခုရှိပါတယ်။အက်စတာဥယျာဉ်လိုအမည်ရတဲ့အဲ့ဒီတိရစ္ဆာန်ယုံဟာကမ္ဘာပေါ်မှာအဆိုးဝါးဆုံးတိရစ္ဆာန်ယုံလို့ပြောရင်လည်းမမှားပါဘူး။ဘာကြောင့်လဲဆိုတော့တိရစ္ဆာန်ယုံပိုင်ရှင်တဲ့ဝန်ထမ်းတွေရဲ့ဆိုးဝါးတဲ့အပြုအမူတွေကြောင့်ဥယျာဉ်မှာရှိတဲ့တိရစ္ဆာန်တွေခမရှင်လျက်နဲ့တည်နေတဲ့ဘဝကိုရောက်နေရပါတယ်။ရုပ်ပိုင်ရှင်ဝိသမလောဘသားတွေကတော့အစာငတ်သေးတဲ့ချင်းသေးတွေကိုလည်းဘိုက်ခွဲစီးစိရုပ်လုံးသွင်းပြီးတော့ပြစားတတ်ကြသလိုတခါတလေဘလောက်တောင်ဆိုးဝါးသလဲဆိုရင်ရုပ်လုံးသွင်းထားတဲ့ချင်းသေးအလောင်းကိုတခြားအသက်ရှိတဲ့ချင်းသေးတွေကြားထဲမှာထည့်ကျင်ထည့်ထားတတ်တယ်ဗျ။ဒီလိုမျိုးဆိုးဝါးမှုတွေကြောင့်အက်စတာဥယျာဉ်ဟာ2016ခုနှစ်မှာပိတ်သိမ်းခဲ့ရပြီးတော့2020မှာတော့ပြန်လည်ဖွင့်ခဲ့ပါတယ်။ပြန်ဖွင့်တော့လေဥယျာဉ်ကတာဝန်ရှိသူတွေရဲ့အသုံးမကျမှုတွေအချိုးမပြောင်းမှုတွေကြောင့်ဥယျာဉ်မှာရှိတဲ့လိမ့်ဆန်တွေခမငတ်တလဲပြက်တလဲနဲ့လှောင်ပိတ်ခံထားရပါတော့တယ်။ဂါဇာမှာစစ်ပွဲတွေဖြစ်တော့စီးရဲမှုနှုန်းက60%အထိမြင့်တက်ခဲ့တာကြောင့်ဥယျာဉ်မှာရှိတဲ့လိမ့်ဆန်တွေလည်းတစ်ပတ်လောက်မှအစားတစ်ခါလောက်စားရတဲ့အဖြစ်ကိုရောက်ကုန်ပါတယ်။ဒါပေမဲ့ရုံပိုင်ရှင်ကတော့ပိုင်ဆိုင်ရာရေးတစ်ခုတည်းကိုသာကြည့်ပြီးတော့မပိတ်ဖက်ဆက်ဖွင့်နေသေးပါ။ဒီလိုချင်းတွေဆိုးဝါးနေတာတော့ပိန်လီနေတဲ့တီလေးတွေကိုလာချိတဲ့သူကတနေ့ကိုအယောက်90ပုံမှန်ရှိပါတယ်။တယောက်ကိုဒေါ်လာဝက်လောက်ပေးဝင်ရတဲ့လက်မှတ်ခတွေစုပြီးတော့တိရစ္ဆာန်လေးတွေကိုကောင်းကောင်းကျွေးမွေးမယ်ဆိုရင်တော့မှအခြေအနေကအခုလောက်ဆိုးမှာမဟုတ်ပါဘူး။နောက်ဆုံးမကြည့်ရတော့တဲ့ပရိုက်တာအဖွဲ့တွေကဒီမှာရှိတဲ့ကျမ်းမာရေးမကောင်းတဲ့တီလေးတချို့ကိုပတ်စံနေဝဲကကဲထုတ်ပြီးတော့ပိုးကောင်းတဲ့ဥယျာဉ်တွေစီရှေ့ပေးရတဲ့အဖြစ်ကိုရောက်ကုန်ပါတယ်။အသီးရွက်စားတဲ့တော်လေးတောင်အစာနဲ့မမှန်တော့ဘူးဆိုတော့တနေ့ကိုဒေါ်လာ30-40ဘူးလောက်အသားကျွေးရတဲ့ချင်းသေးတွေကြားရရဲ့ဘဝကတော့ပူဆိုးသွားပါတယ်။တချို့ချင်းသေးတွေဆိုရင်အစာမဝရတာကြောင့်စိတ်တွေကြောင်ချောက်ချားဖြစ်ပြီးတော့ယူနှမ်းနှမ်းတွေဖြစ်ကုန်ပါတယ်။ကြောင်ချောက်ချားဖြစ်နေတဲ့သားစားတတော်တွေဟာဘလောက်ထိအနေနဲ့များတယ်ဆိုတာကိုဥယျာဉ်တာဝန်ရှိသူတွေကသိရသားနဲ့မသိချင်အောင်စောင့်ထားပါတယ်။ဒီလိုနဲ့2023ခုနှစ်မေလ2ရက်နေ့မှာတော့ဆိုးဝါးလုံးနဲ့ဖြစ်ရဆိုးကြီးတစ်ခုကအက်စတာဥယျာဉ်မှာဖြစ်ပွားခဲ့ရပါတော့တယ်။အဲဒီဖြစ်ရကိုမပြောခင်ဒီဥယျာဉ်မှာချင်းသေးတွေကိုဘလို့ထားရှိတယ်လဲဆိုတာကိုအရင်ပြောပါမယ်။ချင်းသေးတကောင်မွေးဖို့အတွက်တတ်မှတ်နေရအတိုင်းတာဟာလေးလာမှုတွေရ1000 စတူယန်မီတာလောက်ရှိရပါမယ်။ဒါပေမဲ့ဒီဥယျာဉ်မှာတော့ချင်းသေးအထီးနဲ့အမ2ကောင်ကို9စတူယန်မီတာလောက်သာရှိတဲ့လှောင်အိမ်ထဲမှာထားတာကြောင့်ငကိုကမှအစာပြက်လန့်နေတဲ့ချင်းသေးတွေခမစိတ်ကစင်ကလေးအားတွေပိုဖြစ်ကုန်ပါတယ်။ဒီကြားတဲ့ချင်းသေးပေါက်လေးတွေဆိုရင်စော့ဖို့နေရာကြကြဝုံဝုံမရှိတာကြောင့်အင်အားချိနဲ့ပိန်လည်နေပါတော့တယ်။အဲဒီနေ့တုန်းကဟာမာတာလို့အမည်ရတဲ့6နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာသူ့ရဲ့အမေနဲ့အတူအက်စတာဥယျာဉ်ကိုလာရောက်လဲပတ်ခဲ့တယ်ဗျ။ဟာမာတာဟာချင်းသေးအထီးနဲ့အမရှိတဲ့လှောင်အိမ်နောက်ကိုတိုးကပ်ကချင်းသေးတွေကိုစိတ်ဝင်စားနဲ့ကြည့်ရှုနေခဲ့ပါတယ်။အဲဒီချိန်မှာပဲဘိုက်စားနေတဲ့ချင်းသေးမတကောင်ဟာသူနဲ့မလက်မကမ်းမှာရှိနေတဲ့ဟာမာတာကိုစိုက်ကြည့်နေခဲ့ပါတယ်။ဟာမာတာကနောက်ကိုပြန်လှည့်ဖို့လုပ်နေတဲ့အချိန်မှာချင်းသေးမဟာတန်နိုင်ရဲ့ကြားကနေပြီးတော့သူ့ရဲ့လက်သေးတွေနဲ့ဟာမာတာကိုလှန့်ကုတ်ထားပါတော့တယ်။လေးလက်မလောက်ရှိတဲ့ချင်းသေးရဲ့လက်သေးတွေနဲ့အဆွဲခံထားရတဲ့6နှစ်သားကောင်လေးခမနာကျင်သွားငိုနေခဲ့ပြီးတော့သူ့ရဲ့အမေကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့တားဖြစ်သူရဲ့ဦးခေါင်းကိုကိုက်ခဲထားတဲ့ချင်းသေးကိုမြင်လိုက်ရပါတယ်။ဟာမာတာရဲ့အမေလက်ကြောင်းနဲ့တခြားနဲ့အနာကလူတွေကိုအကူအညီတောင်းတာကြောင့်လုံခြုံရေးတွေရောက်လာတဲ့အချိန်မှာကောင်လေးရဲ့ဦးခေါင်းဟာတန်တိုင်တွေကြားမှာညက်နေပြီးတော့ချင်းသေးကလည်းမလွတ်တမ်းဖိကိုက်ထားတာကြောင့်ဦးခေါင်းတစ်ခုလုံးသွေးတွေရဲနေပါတယ်။ကောင်လေးကတော့မသေးသေးတာကြောင့်နာကျင်သွားအော်ဟစ်နေပြီးတော့လုံခြုံရေးတွေကချင်းသေးကို6လံမောင်းထုတ်တဲ့အခါမှာချင်းသေးမဟာကောင်လေးကိုလှုပ်ပေးလိုက်ပါတယ်။ဆေးရုံကိုအမြန်ပို့ခဲ့ပေမဲ့ချင်းသေးအဆွဲကဦးခေါင်းခွန်ထဲကို3လက်မလောက်စိုက်ဝင်သွားခဲ့တာကြောင့်ဆေးရုံမှာပဲသေဆုံးသွားခဲ့ရပါတော့တယ်။ဒီဖြစ်ဖြစ်မှာဆိုရင်ဟာမာတာသေဆုံးမှုရဲ့အဓိကတရားခံဟာတိရစ္ဆာန်တွေကိုအစာဝအောင်မကြွေးတဲ့ဥယျာဉ်ရဲ့တာဝန်ရှိသူတွေဖြစ်ကြပေမဲ့ဘာမှတာဝန်ယူမှုတာဝန်ခံမှုမလုပ်ကြပါဘူး။တခါတော့ကလည်းဂါဇာကရာဖာလို့အမည်ရတဲ့တိရစ္ဆာန်ဥယျာဉ်ပေါ်ကိုဒုံးကြီးတစ်လုံးကြားရောက်ပေါက်ကွဲခဲ့တာကြောင့်ချင်းသေးမကြီးတစ်ကောင်နဲ့ချင်းသေးပေါက်လေး3ကောင်လုံးသေဆုံးခဲ့ရပါတယ်။ဒါတွေရဲ့အဓိကတရားခံတွေဟာလူသားဆန်မှုမရှိတဲ့လူသားတွေကြောင့်ပဲလို့သာပြောရင်းနဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။